Okay အားလုံးပဲမင်္ဂလာပါ Opera ဒါကျွန်တော်အခုဗာပြောပြမှာလဲဆိုတော့ကျွန်တော် energy link ပေါ့နော်ဒီ energy link ကဘာတွေမှာလို့လဲဆိုတော့ကျွန်တော်တို့ဒီ armor တွေပေါ့နော် armor တွေ character လက်နက်တွေ character မှာ energy link တွေလို့တယ်ပြီးလို့ရှိရင်ဒီလက်နက်တွေကို calibration တင်တာ armor တွေကို calibration တင်တဲ့အချိန်မှာ energy link တွေလို့တယ်ပေါ့နော်ဟုတ်ပြီ energy link တွေလို့ရှိရင်ကျွန်တော် energy link ကိုဘယ်လို fan ရလဲပေါ့နော် energy link fan မယ်ဆိုလို့ရှိရင်ကျွန်တော်တို့specialization limited ပေါ့နော် specialization limited ထဲမှာဒီ combo chipset ဆိုတဲ့scale လေးယူလာဖို့လိုတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့gold ore တို့ silver ore တို့ကိုကျွန်တော်တို့အတုံးပြန်ကြိုတာပေါ့နော် gold ingot ဒီ silver ingot ပြန်ကြိုတဲ့ scale လေးပေါ့နော်ဒီ combo chipset မဟုတ်ရင်အဲ့ဒီရွှေတုံးငွေတုံးကြိုတဲ့ scale လိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်ရွှေတုံးငွေတုံးကတော့ကျွန်တော်တို့ furnish မှာသွားကြိုရတယ်ဒီမှာကျတော့ကျွန်တော်တို့ဒီ scale ကိုယူထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီ weapon မှာပေါ့နော် supply weapon မှာကျွန်တော်ဒီမှာcombo chipset ဆိုတာလေး crack လို့ရတယ်ခင်ဗျဟုတ်ပြီ combo chipset crack မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါ crack လို့ရှိရင်သူကတစ်ခုပေါ့နော်ဒီ set ခုံ weapon တစ်ခုမှာ9ခု crack လို့ရတယ်ခင်ဗျအဲ့တော့ကိုကမြန်မြန်အခု20တန်းလို့အခု20ပဲရောင်းလို့ရပါတော့9နေရာမှာသူကတနေရာကို4ခုရောင်းလို့ရတယ်ဗျတနေရာကို4ခုရောင်းလို့ရှိရင်တနေရာမှာ energy link 4800ရတယ်ပေါ့နော်9000နီးပါးရတယ်ပေါ့နော်အဲ့တော့တနေရာမှာ4ခုရောင်းမယ်တနေရာမှာ4ခုရောင်းမယ်ဆိုရင်9နေရာရောင်းတော့ကျွန်တော်ဒီ combo chipset အခု20လိုလဲပေါ့နော်ဟုတ်ပြီကျွန်တော်ဗမာရောင်းလာလဲဆိုတော့ကျွန်တော်မှတ်ကုန်ဖွင့်လိုက်မယ်မှတ်ရဲ့ဒီနေရာတွေပေါ့နော်ဒီ black fair တို့ဒီလိုပေါ့နော်ကန်နေပေါ့grey water ကန်တို့ဒီdev fair တို့เนาะပြီးလို့ရှိရင်ဒီ Maya market တို့เนาะပြီးလို့ရှိရင်ဒီမှာကျွန်တော်doggrass in တို့အဲ့ကောင်ဒီမှာသွားရောင်းတာပေါ့နော်ဟုတ်ပြီဘယ်လိုရောင်းလဲဆိုတော့ကျွန်တော်အရင်ဆုံးဒီကိုခုံလိုက်မယ်ပေါ့နော် teleport လိုက်မယ် okay teleport လိုက်မယ် teleport ပြီးလို့ရှိရင်teleport လို့ဒီကံကိုရောက်လာပြီလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီဆိုင်လေးရှိတယ် shop ကိုဝင်ကြည့်မယ်ပြီးတော့ sale ဆိုတော့နှိပ်မယ်ဒီမှာရောင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာတစ်ခုရောင်းလို့ရှိရင်12000ရတယ်ဗျာဒီမှာဆိုလို့ရှိရင်3ခုရောင်းရင်36000သူကဒီကံတစ်ခုမှာ9000အထိပဲရောင်းလို့ရတာပေါ့နော်သူကတစ်ပတ်ကိုပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ36000လို့3ခုရောင်းမယ်ရှင်3ခုရောင်းလိုက်36000ရပြီပြင်ထပ်ရောင်းမယ်နောက်ထပ်2ခုပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ထပ်ရောင်းမယ်ဆိုရင်မရတော့ကျွန်တော်ခုန3ခုရောင်းတော့4ခုပဲရောင်းတစ်ခုပဲရောင်းလို့ရတော့မယ်အဲ့တော့တစ်ခုရောင်းလိုက်မယ်ဒါဆိုရင်4ခုရောင်းသွားပြီပေါ့နော်ဒီကနေကျွန်တော် energy link 48000ရသွားပြီပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ခုထပ်ခုံမယ်နောက်ထပ်ကံတစ်ခုထပ်ခုံမယ်ရွှေတုံးတွေငွေတုံးတွေလည်းအဲ့လိုပဲပေါ့နော်ရွှေတုံးအတုံးလိုက်တွေရပြီဆိုလို့ရှိရင်အဲ့လိုပဲလာရောင်းရတာခင်ဗျ energy link တွေပေါ့နော်โอเคဒီမှာဒီကံရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အဲ့လိုပဲခုနကဒီ market တော့ shop လေးပေါ့နော်ဆိုင်လေးကိုသွားရှာမယ်ဒီဘောတော့ဒီမှာ shop ပြီးရင် fair ဟုတ်ပြီကျွန်တော်တစ်ခုရောင်းမယ်ပြီးရင်နောက်ထပ်3ခုထပ်ရောင်းမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ4800ဒီမှာတစ်ခါရောင်းပါပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်ကံတစ်ခုထပ်ခုံမယ်ဒါတော့ grade ကိုသွားမယ်ပေါ့နော်ရောက်ပြီဆိုလို့ရှိရင်ဒီမှာကောင်းမှဖြစ်မှာပေါ့နော်ရှောက်ပုံဝင်မယ်ကျွန်တော်ဆဲနှိပ်မယ်ပြီးရင်4ခုပေါ့နော်ဒီတော့4800ဒီ4ခုရောင်းလို့ရတယ်ပေါင်းလိုက်မယ်โอเคအဲ့ဒါကျွန်တော်10ခုကျန်တယ်ပေါ့နော်10ခုဆိုတော့ဒီမှာက2ခုကျန်နေတယ်
okay ဒီလိုရောက်ပြီဆိုလို့ရှိရင်လည်းဒီမှာဒီကောင်းစီပေါ့နော်ကောင်းစီမှာ shop နေမယ် sell သွားမယ်၄ခုရအောင်နော်ဒီ၄ခု၄တောင်ရှင်းထား okay ပြီးရင်နောက်ခုကျန်နေရနော်ဒီမှာဒါဆိုရင်နေရာမှာကောက်ထပ်သွားမယ်နေရာမှာကရောက်ပြီဆိုရင်လည်းဒီလိုပဲခုနကကျွန်တော်တို့ shop ကိုသွားမယ်ပေါ့နော်ကျွန်တော်တို့အကုန်ကိုချိတ်ဆက်ရောင်းတာပေါ့နော်တကယ်လို့ကိုရွှေတုံးငွေတုံးရောင်းမယ်ဆိုလည်းအဲ့လိုပဲ sale ကိုနှိမ်မယ်ဒီမှာရွှေတုံးလေးငွေတုံးလေးပေါ်နေမယ်အဲဒီ energy link 5000ရတဲ့အထိရောင်းလို့ရပါပေါ့နော်အဲဆိုကျွန်တော်၄ခုရောင်းမယ်4800ဟုတ်ပြီရောင်းနိုင်မယ်ကဲဒါဆိုရင်ကျွန်တော်9နေရာပြည့်သွားပြီဆိုတော့ energy link နဲ့ဒီမှာကျွန်တော်အများကြီးရပါတယ်နော်260ပြည့်အောင်ဖြစ်သွားပြီနော် okay ဒါကတော့ energy link ဘယ်လိုဖမ်းရလဲဆိုတော့ energy link မှာလောက်လို့ဖမ်းကျင်တဲ့ brother တွေအတွက်ပါနော်ဒီဗီဒီယိုလေးလုပ်ပေးတာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ